အားလုံးပဲမင်္ဂလာပါရှင်ညီမနင်စီမေပါယခုလာမယ့်မတ်လ2ရက်နေ့စနေနေ့မှာမီနီဆိုရာပြည်နယ်မှာကျင်းပပြုလုပ်မဲ့ Helping Hands for Burma ဆိုတဲ့ရန်ပုံငွေဂီတပွဲတော်လေးရှိပါတယ်အဲ့ဒီပွဲမှာမအိချမ်းမေကိုဆော်လမွန်နဲ့နင်စီမေညီမအပါဝင်ပေါ့နော်ပြီးတော့တခြားသော local artist တွေကပါဝင်အားဖြည့်ပြီးမှတီဆိုဖျက်ပြသွားကြမှာဖြစ်ပါတယ်အဲ့ဒီပွဲကနေရရှိတဲ့အလူငွေတွေကိုလည်းမြန်မာနိုင်ငံစစ်ပေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့နေရာတွေမှာလူဒန်းတော့မှာဖြစ်လို့မီနီဆိုရာပြည်နယ်နဲ့အနီးတစ်ဝိုက်မှာရှိကြတဲ့တိုင်းရင်းသားပြည်သူညီကိုမောင်နှမများအားလုံးကိုနင်စီကလာရောက်အားပေးဖို့ရန်အတွက်တစ်ဖက်တစ်လမ်းကနေပါဝင်ပံ့ပိုးကူညီနိုင်ဖို့ရန်အတွက်နင်စီကဒီကနေအထူးဖိတ်ခေါ်လိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်